တခါတလေကြတော့မှန်တယ်လို့နဲ့မှားတာလည်းရှိတယ်စေယောဂဆရာဝန်တယောက်ကစေယောဂလူနာတွေကိုဆေး6လကျွေးတယ်ကျွေးပြီးတော့ intelligence power ဘလောက်တက်လာတယ်လဲစစ်စေကြောင်းသားတွေကနောက်ကပမောက္ခရှေ့ကလူနာပြုဆရာမလေးကိုစေယောဂရှင်လေးတွေတယောက်စီရှေ့ခေါ်ထိုင်ခိုင်းပြီးတော့စစ်ဆေး6လကျွေး3လီဘလောက်လဲစေတဇဝနာရှင်ကစဉ်းစား126ပါခင်ဗျာတော့မရသေးဘူးဘယ်နဲ့3လီ126အောင်မကွာနောက်တစ်ယောက်လားဒီမိကုံးမဲ့မေးတယ်နောက်လူနာတစ်ယောက်3လီဘလောက်လဲကြာသပတေးပါခင်ဗျာမင်းကအခရာတို့ကြီးတို့တရတော့မပေါဟုတ်ပဲသွားနောက်တစ်ယောက်လား3လီဘလောက်လဲ9ပါခင်ဗျာဒီကောင်မစိုးတက်လာပြီတဲ့မင်းဘယ်လိုရလဲကိုဟိုပထမကောင်126လေးကဒုတိယကောင်ကြာသပတေးနှုတ်လိုက်တာတဲ့တခါတလေမှန်တယ်ဆိုပေမဲ့တခြားမေးအောင်